အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရမင်း illustration ရဲ့ကားမက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမတို့ဒီနေ့မှာဆိုရင်တော့ uniform package လေးမှာဘာတွေပါဝင်လဲဆိုတာကိုအသေးစိတ်လေးပြောပြပေးသွားမှာဖြစ်ပါရရှင်ပထမဆုံးအနေနဲ့ကျမတို့ client လိုချင်တဲ့ design လေးရပြီဆိုရင်ဒီ design လေးကို reference ယူပြီးတော့ကျမတို့ digital sketch လေးနဲ့အရင်ဆုံးပုံစံလေးဆွဲပြပေးပါရရှင်sketch လေးအဆင်ပြေပြီဆိုလို့ရှိရင် client လိုချင်တဲ့ design လေးက fabric နဲ့ color ကိုဘယ်ဟာကိုသုံးချင်လဲဆိုတာကိုကျမတို့အနေနဲ့အကြံပြုဆွေးနွေးတိုင်ပင်ပေးပါရရှင်။အရေးကြီးဆုံးအချက်ဖြစ်တဲ့ budget ကိုလည်း client လိုချင်တဲ့ budget အတိုင်းပဲကျမတို့အနေနဲ့အကြံပြုဆွေးနွေးပြီးတော့ထုတ်လုပ်ပေးရရှိပါရရှင်။ design ရော fabric ရော color ရော budget ရောအားလုံးအဆင်ပြေပြီဆိုလို့ရှိရင်ကျမတို့အနေနဲ့ quotation လေးထုတ်ပေးရရှိပါတယ်။ဒါတွေအားလုံး confirm ပြီဆိုလို့ရှိရင်ကျမတို့ပထမဆုံးအနေနဲ့ sample လေးတစ်ထည်ကိုစမ်းထုတ်ပေးပါရရှင်။ sample ထွက်လာလို့ပြောင်းလဲပြင်ဆင်ချင်တာများရှိခဲ့လို့ရှိရင်လည်းကျမတို့ဘက်က client စိတ်တိုင်းကြပြောင်းလဲပြင်ဆင်မှုများလုပ်ပေးလျက်ရှိပါတယ်။ final sample confirm ပြီဆိုလို့ရှိရင်ကျမတို့ production ပိုင်းလေးကိုစတင်ပါပြီရှင်။ uniform တစ်စုံမှာအရေးကြီးဆုံးဖြစ်တဲ့ခြီလုံးနဲ့ fabric အရောင်တူဖို့ကိုလည်းကျမတို့အနေနဲ့အလေးပေးဆောင်ရွက်လျက်ရှိပါတယ်ရှင်။အထည်လေးတွေထွက်လာလို့ရှိရင်ကျမတို့ချိုးသားကောင်းနေုံနဲ့မပြီးသေးပါဘူးရှင်မိဖို့တိုက်တဲ့အခန်းကဏ္ဍကလည်းအရန်ကိုအရေးကြီးပါတယ်ရှင်မိဖို့တိုက် juicy စစ်ပါကင်ပိတ်ပြီးပြီဆိုလို့ရှိရင်ကျမတို့တက်ရက်လှပတဲ့ uniform ထည်လေးတွေကို client လက်ထဲကိုတီချစွာကျမတို့အနှံပေးပါတယ်ရှင်အခုလိုယုံကြည်စိတ်ချစွာကျမတို့ရမင်း illustration အကားမတ်နဲ့လက်တွဲပေးတဲ့ customer တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်Trust us to be certified. Your pleasure, our success.